ဒီနေ့မှာတော့လူသဘောအမှောင်ချမ်းလို့ခေါ်တဲ့ dark psychology ပေါ့နော် dark psychology အကြောင်းလေးပြောပြချင်ပါတယ်နာမည်လေးကနည်းနည်းထူးဆန်းနေပေါ့ dark psychology ဆိုတာဘာလဲပေါ့နော်ပထမဆုံးစဉ်းစားရတဲ့အခါမှာ dark psychology ဆိုတာကတော့လူတစ်ယောက်အနေနဲ့ကိုယ့်အကျိုးအမြတ်အတွက်တခြားသူတွေကိုထိန်းချုပ်လွှမ်းမိုးလှည့်စားဖို့အသုံးပြုတတ်တဲ့အတွေးအခေါ်တွေနဲ့အပြုအမူတွေကိုလေ့လာတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်တနည်းအားဖြင့်လူတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်မဲ့နည်းလမ်းတွေနဲ့လူမှုဆက်ဆံရေးမှာအာဏာယူနိုင်မဲ့နည်းလမ်းတွေကိုလေ့လာခြင်းလို့လည်းပြောနိုင်ပါတယ်။ Dark psychology မှာသိရမယ့်အရာတစ်ခုကတော့ dark trait လို့ခေါ်တဲ့ပုဂ္ဂိုလ်ရေးလက္ခဏာရဲ့၃ခုဖြစ်ပါတယ်။အဲဒီ dark trait လက္ခဏာ၃ခုကဘာတွေလဲဆိုတော့နံပါတ်၁က narcissism ကိုယ့်ချစ်မြတ်နိုးလွန်ခြင်းပေါ့နော်။နံပါတ်2က Machiavellism မကာဗယ်လီဝါဒလို့လည်းခေါ်ရပါတော့။နံပါတ်3ကတော့ psychopathy စာနာမှုကင်းမဲ့ခြင်းပေါ့နော်။နံပါတ်1ဖြစ်တဲ့ narcissism မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ပုံပန်းသဏ္ဍာန်ကိုယ့်ရဲ့ဉာဏ်ရည်ထက်မြက်မှုကိုယ့်ရဲ့အောင်မြင်မှုတွေကတခြားသူတွေထက်ပိုကောင်းတယ်လို့ကိုယ့်အလွန်အမင်းယုံကြည်လက်ခံခြင်းဖြစ်ပါတယ်။ကိုကအရန်တော်နေပြီဆိုပြီးကိုယ့်အလွန်အမင်းယုံကြည်ချက်တွေမြင့်မားနေတာပေါ့နော်။တခြားသူတွေရဲ့ခံစားချက်တွေကိုဆိုရင်လစ်လူရှုပြီးတော့ကိုပဲဦးစားပေးတတ်တဲ့လူမျိုးပါကိုဂျိုးကိုပဲကြည့်ပြီးတော့တကူကောင်းဆန်တဲ့လူမျိုးဖြစ်ပါတယ်အဲ့ဒါကတော့ narcissism ပါနံပါတ်2ဖြစ်တဲ့ Machiavellism ဆိုလို့ရှိရင်ကြတော့သူကရီမန်းချက်ပန်းတိုင်းအတွက်ဘာနည်းလမ်းမဆိုအသုံးချဖို့ဝင်မလေးတဲ့သူတွေဖြစ်ပါတယ်သူကအလွန်အကောက်ကျန်တတ်ပြီးတော့လှည့်စားခြင်းတွေလိန်ညာခြင်းတွေနဲ့လူတွေကိုထိန်းချုပ်ဖို့အထူးကျွမ်းကျင်တဲ့လူတွေကို Machiavellism လို့ခေါ်ပါတယ်။နံပါတ်3 psychopathy ကကြတော့ပို့ပြီးတော့ဆိုသွားပြီပေါ့နော်။စာနာမှုမရှိပဲတခြားသူတွေရဲ့ခံစားချက်တွေကိုမထောက်ထားနိုင်ပဲနဲ့အန္တရာယ်ရှိတဲ့အပြုအမူတွေကိုလှုပ်ဆောင်မှုအတွက်ဝင်မလေးတဲ့သူတွေဖြစ်ပါတယ်။တစ်ခါလေးကျရင်ပြောကြရလေ psychopath ဆိုပြီးတော့သူကရုတ်တရက်ဒေါသထွက်တဲ့အခါမှာဆိုလို့ရှိရင်လည်းအဲ့ psychopath တွေကဥပဒေကိုချိုးဖောက်နိုင်တဲ့အထိလှုပ်ဆောင်တတ်တဲ့လူတွေဖြစ်ပြီးတော့သူလှုပ်လိုက်တဲ့အလုပ်တွေကိုနောင်တရမှုလည်းမရှိတတ်ကြပါဘူးအဲ့ဒါကတော့ဒီ dark psychology ရဲ့ dark trait လက္ခဏာ၃ခုပေါ့နော်အဲ့လိုတွေပါနောက်တစ်ခါ dark psychology မှာအဲ့လောက်ထိမဆိုးဘဲနဲ့ခုန၃ခုလိုမဆိုးဘဲနဲ့တခြားတွေ့ရတဲ့အခြားအကျဉ်းစရိုက်လေးလည်းရှိပါတယ်နည်းနည်းလေးပေါ့နော်သူကကြတော့ gaslighting လို့ခေါ်တဲ့ထင်အောင်ထင်မှားဖြစ်အောင်လုပ်တာတွေနောက်က emotional blackmail လို့ခေါ်တဲ့စိတ်ခံစားမှုနဲ့ချိန်ချောက်တာတွေပြီးတော့ manipulate လုပ်တယ်လို့ပြောကြတယ်လေတော်တော်များ manipulation လို့ခေါ်တဲ့ချဲလှယ်တာတွေလှည့်စားတာတွေနောက်တစ်ခါ deception လို့ခေါ်တဲ့လိမ်လည်လှည့်စားတာတွေ exploitation လို့ခေါ်တဲ့အမျက်ထုတ်ခြင်းတွေလည်းဒါကလည်း dark psychology မှာတွေ့ရတဲ့အခြားအကျဉ်းစရိုက်လေးပေါ့နော်ပြီးတော့ dark psychology ကိုသိထားတဲ့အကြောင်းရင်းကဘာလဲပေါ့နော်ဘာလို့ dark psychology ကိုသိထားတင်တာလဲမကောင်းတာရမ်းများနေတဲ့ dark psychology ကိုဘာကြောင့်သိထားရမှာလဲဆိုတော့ dark psychology ကကိုယ့်တူချင်းဆက်ဆံရေးဒါမကလုပ်ငန်းခွင်နိုင်ငံရေးနဲ့လူမှုရေးနယ်ပယ်အားလုံးမှာတွေ့နိုင်ပါတယ်အဲ့ဒါကြောင့် dark psychology ရဲ့အချက်တွေကိုသိထားမယ်ဆိုလို့ရှိရင်တော့ကိုကာဝယ်နိုင်မှုနဲ့ကိုကထိန်းချုပ်ခံနေရလားဘာလားဆိုတာကိုသတိထားနိုင်မှုအတွက်အထောက်အကူဖြစ်စေပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် dark psychology အကြောင်းလေးလည်းနည်းနည်းတော့သိသွားမယ်ထင်ပါတယ်